ပြီးတော့ကျွန်တော်တို့ဒီမှာ sensor ကိုเนาะ device တွေကို gateway နဲ့ချိတ်ပြီးပြီเนาะပြန်ပြီးဖြတ်ချင်တယ်ဖြတ်ချင်ဘာလုပ်လို့ရလဲဆိုတော့ဒီမှာသွားပြီးတော့ဖြတ်လိုက်ရင်ရပါပြီเนาะအဲ့တော့ဒါကdelete လုပ်တာပါအဲ့တော့ဒီမှာဖြတ်လိုက်เนาะကျွန်တော်တို့ပထမဆုံးเนาะဒီ device ကနေ delete လုပ်ရမယ် application ကိုသွားပြီးတော့အရင်ဆုံးသွားပြီးတော့ delete လုပ်လို့ရမှာမဟုတ်ဘူးသူကကြည့်လိုက်မယ် being used နဲ့เนาะအသုံးပြုနေတယ်เนาะအဲ့တော့ဒီမှာအရင်ဆုံး delete လုပ်လိုက်okay ရတယ်เนาะအဲ့တော့ application ကိုသွားပြီးတော့ကျွန်တော်ဖြတ်လို့ရတယ် delete အဲ့ဆိုရင်device နဲ့ချိတ်တာမချိတ်တော့ဘူးပေါ့နော်ဖြုတ်လိုက်ပြီအဲ့တော့သူကဘာ data မှရှိမှာမဟုတ်တော့ဘူးဒါကိုrefresh လုပ်လဲဘာမှတက်မှာမဟုတ်တော့ဘူးပေါ့နော်အဲ့ဒီလက်ကျန် data ပဲရှိအဲ့တော့ဒါက device တွေကိုဒီမှာdelete လုပ်တာပေါ့နော်